ကျွန်တော်ဒီနေ့ပြဝေပေးမယ့်ဗီဒီယိုကိုစီးကြိုသွေးကြိုယောဂရှိတဲ့လူနာတိုင်းအဆုံးထိကြည့်ပေးကြဖို့ကျွန်တော်ကကြိုတင်ပြီးပေးလို့ပါဘာလို့လဲလို့ပြောရင်ကျွန်တော်ဒီနေ့မျှဝေပေးမယ့်ခေါင်းစဉ်ကစီးကြိုသွေးကြိုယောဂနဲ့အသေးယောဂနဲ့ဆက်ပုံကိုကျွန်တော်ကမျှဝေပေးမှာဖြစ်လို့အဲ့တော့ဒီအပိုင်းဒီနောက်ပိုင်းနှစ်တည်ခဲ့တဲ့တစ်နှစ်ဝင်းချင်ကျွန်တော်နဲ့လာပြတဲ့လူနာတွေတော်တော်များများမှာကျွန်တော်ဘာတွေ့လာလဲလို့ပြောဒီပိုးမရှိဘူးစီပိုးမရှိဘူးအရက်မတောက်သေးဘူးအသေး6တဲ့သူတွေအသေးကန်ဆာပြောင်းတဲ့သူတွေကျွန်တော်အများကြီးတွေ့တယ်အဲ့တော့သူတို့မှာဘာကြောင့်အခုလိုအသေး6တဲ့အသေးကန်ဆာပြောင်းရမလဲဆိုတဲ့အကြောင်းရှာလိုက်တဲ့အခါစီးကြိုသွေးကြိုယောဂရှိနေတယ်တွားတွေ့ရတယ်နော်စီးကြိုသွေးကြိုယောဂကြောင့်ဆက်တယ်အသေးဒွိအစီစုချင်းအသေးအစီပုံချင်းယောဂတွေ့နေရတယ်လို့ကျွန်တော်တို့ကပြောရမှာဖြစ်ပါတယ်ဒါကြောင့်စီးကြိုသွေးကြိုယောဂရှိတဲ့သူတိုင်းကြီးတစ်ချိန်မှာအသေး6နိုင်တယ်အသေးကန်ဆာပြောင်းနိုင်တယ်ဆိုတဲ့အသည့်ကိုကျွန်တော်တို့သိထားဖို့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်လေကျွန်တော်အမေရိကန်နိုင်ငံစီးကြိုသွေးကြိုယောဂအသင်းကြီးပေါ့ဆရာဝန်တွေကဘလို့အကြံပြုထားလဲလို့ပြောစီးကြိုသွေးကြိုယောဂရှိတဲ့လူနာတွေဒီအသေးကိုပုံမှန်စစ်ဆေးသင့်တယ်လို့ကျွန်တော်ကအကြံပြုပါတယ်ဒါကြောင့်ဒီဘိုးစီဘိုးလည်းမရှိဘူးအရက်လည်းမတောက်ဘူးဒီလိုလူနာမျိုးတွေပြီးအသေးကိုပုံမှန်စစ်ဆေးနေခြင်းဖြင့်အသေးမချောက်အောင်အသေးကန်ဆာမပြောင်းအောင်ကာကွယ်ဖို့လိုကြောင်းကျွန်တော်ကညှောက်ပေးခြင်းတာဖြစ်ပါတယ်အဲ့တော့ဘီဘိုးစီဘိုးမရှိဘဲနဲ့အခုလိုစီးကြိုကြောင့်အသေးချောက်တဲ့အသေးကန်ဆာပြောင်းနေဆိုရင်စဉ်းစားကြည့်ဘီဘိုးစီဘိုးသာရှိဒီထက်ပိုပြီးတော့ကျွန်တော်တို့နောက်ဆက်တွဲပြဿနာတွေကကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ကဆက်ညှောက်ပေးလို့ပါအဲ့တော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့သုတေသနတစ်ခုရှိပါတယ်အဲ့တော့ဘီဘိုးလူနာတွေမှာဆေးတောက်နေတယ်ဆေးနဲ့တေချာတောက်တယ်လုံးဝမပြတ်အောင်တောက်တယ်တွေးထဲမှာလည်းအကောင်ကြီးမရှိတော့ဒါပေမဲ့ဒီလူတွေဒီတစ်ချိန်မှာအသေး6သွားတယ်ဆေးမတောက်ခင်တော့အသေးကမ6ဘူးဆေးတောက်နေနဲ့မှအသေးက6အဲ့လူတွေဘာကြောင့်အဲ့လိုအသေး6လာတယ်ဆိုတော့ပြီးဖို့အတွက်ကျွန်တော်တို့တွေကလုပ်တဲ့အခါမှာကျွန်တော်တို့အချက်2ချက်ကိုသွားတွေ့ရပါတယ်နံပါတ်1ကတော့ဒီလူနာတွေဒီစီးကြိုသေးကြိုယောဂရှိနေတဲ့လူနာတွေဖြစ်တယ်နံပါတ်2ကတော့ဒီလူနာတွေဒီဘဝလုံခြင်းနဲ့ကျွန်တော်ကဆက်ဆက်ပြီးတွေ့အောင်ဒါကြောင့်အသက်အောင်တော့ဘီပိုးရှိတဲ့လူနာတွေအနေနဲ့စီးကြိုနဲ့တွဲရင်အသေး6နိုင်တဲ့အသေးကန်ဆာဖြစ်နိုင်တယ်ပုံများတဲ့ရင်စီးဒီဘီပိုးဆေးကိုတောက်ပြီးနေနဲ့စီးကြိုဝင်လာရင်လည်းပဲအသေးကိုပုံပြီးယူဆိုင်ရမယ်ဆိုတဲ့အသည့်ကိုကျွန်တော်ကဖတ်လောက်ပြောက်ပြီးလို့နောက်ဆုံးအနေနဲ့ကတော့အသက်အောင်တော့စီးပိုးဖြစ်တယ်အဲ့တော့စီးပိုးလူနာတွေမှာစီပိုးပူပြီးသွားရင်လည်းဖြစ်ဖြစ်စီပိုးပူနေစေမှာပဲဖြစ်ဖြစ်ကျွန်တော်စီးကြိုကိုအမြဲတမ်းစစ်ဆေးနေရပါဘာလို့လဲလို့ပြောရင်တခြားယောဂါတွေနဲ့မတူတဲ့အချက်ကတခြားနာတာရှိယောဂါတွေနဲ့မတူတဲ့အချက်ကအတောက်ကစီပိုးနဲ့စီးကြိုနဲ့ပြီးအင်မတန်မှဆက်ဆက်မှုရှိတဲ့ယောဂါနှစ်ခုဖြစ်ပါတယ်အဲ့တော့စီပိုးရှိရင်တစ်ချိန်မှာစီးကြိုဝင်လာနိုင်တယ်ဆိုတဲ့သူ့လေသနာတွေလည်းကျွန်တော်တို့မှတွေ့ထားပြီးသားဖြစ်ဒါကြောင့်စီပိုးပျောက်သွားသည့်တိုင်နောက်လက်ကျန်အသေးယောဂကြံခဲ့ကြတာဖြစ်တယ်စီးကြိုကိုဆက်လက်စောင့်ကြည့်စစ်ဆေးနေလို့လိုအပ်တယ်ကျွန်တော်လူနာတွေဥပမာပေးပြောရမယ်ဆိုရင်အချို့ကျွန်တော်လူနာတွေမှာဆိုရင်စီဘိုးကုနေတော့ကစီးကြိုမရှိဘူးစီဘိုးပျောက်သွားပြီးစောင့်ကြည့်နေတဲ့ကာလနောက်ပိုင်းမှာဘာဒီပေါ်လာလဲလို့ပြောတယ်စီးကြိုယောဂရှိတယ်ဆိုရင်ကျွန်တော်တွေ့လာတယ်အဲ့တော့စီးကြိုယောဂတခါတည်းဝင်လာပြီဆိုရင်ဘာတစ်ခုမှရှိသေးလို့စီဘိုးကုပြီးတိတာအဲ့ဒီနားလေးအသေး6ပိုင်းဘယ်ကန်ဆာဖြစ်နေလဲအနော်များတယ်လို့ဒါလေဒါကြောင့်ကျွန်တော်ဒီနေ့မျှဝေပေးတဲ့ဗီဒီယိုကိုအသစ်ချုပ်လိုက်ရရင်ကျွန်တော်တို့ရဲ့အသေးယောဂဒါတာရှိအသေးယောဂဒီဘိုးစီဘိုးအသေးထဲမှာအစီစုတဲ့အသေးအစီပုံယောဂအားလုံးဒီစီးကြိုနဲ့ဆက်ဆက်နေတယ်စီးကြိုဒီတရခံလဲဖြစ်တယ်လို့ဒီနာကမြောက်တူးပင့်ကိုလုပ်ပြီးတော့ factor တစ်ခုလည်းအကြောင်းအချက်တစ်ခုလည်းဖြစ်နေတယ်လို့ကျွန်တော်ကသိစေလို့ပါတယ်ဒါကြောင့်လို့ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့လူနိုင်ထဲမှာစီးကြိုသေးကြိုယောဂရှိရင်ဒီရဲ့အသေးကိုအများဆုံးစစ်ဆေးကြည့်ကြဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ဒါအပြင်ဘီပိုးရှိတဲ့လူနာတွေလည်းစီးကြိုဝင်လာမှာကိုကြိုတင်ပြီးတော့ကျွန်တော်တို့ကအမြဲတမ်းအဓိပတိယနဲ့ရှိနေရမယ်။ဘာလို့လဲဆိုအသက်ကြီးလာရင်စီးကြိုဖြစ်တယ်ဆိုတာကျွန်တော်တို့အတွက်ကအထူးဆန်းတော့တဲ့အရာဖြစ်တဲ့အတွက်ဘီပိုးရှိရင်စီးကြိုဝင်လာရင်ပူဆိုးသွားမယ်။ထို့သူစီပိုးရှိတဲ့သူတွေလည်းအသေးကိုစောင့်ကြည့်နေရင်လည်းစီးကြိုကိုပြေးလို့မရပါဘူး။စောင့်ကြည့်နေတဲ့အချက်တွေမှာစီးကြိုယောဂရှိလာတာမရှိလာလားဆိုတော့စောင့်ကြည့်ဖို့လိုတယ်လို့ကျွန်တော်ကမျှဝေပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုကြည့်လိုက်ပြီးတော့အားလုံးပဲအတိအစုံတရားရသွားမယ်လို့ကျွန်တော်မျှော်လင့်နေ။
စီးချိုတွေးချိုယောဂရှိတဲ့လူတိုင်းမိမိရဲ့အသေးကိုလုံးဝဖြစ်မထားကြဖို့ကျွန်တော်ကသိပြီးလို့ဖြစ်တယ်။ဒါတော့ဆိုတရားမှာအသေးစိတ်ပညာ page ကနေပြီးအသေးကျမရေးဆိုင်ရာကုသတာတွေကိုဆက်လက်ပြဝေပေးနေတာဖြစ်လို့ကျွန်တော် page ကို like and follow လုပ်ထားပြီးတော့ဒါရောက်ဒီပညာဒါရယူကြကျွန်တော်ကဒီ